မင်းကလေးကကောင်လေးလက်ထဲကပစ္စည်းကိုဆွဲလူပြီးကတင်ပေါ်ပစ်တင်လိုက်ပါတယ်ပြီးတော့သူမဒီရဲ့ပိုင်းစိတ်အခြေအနေမကောင်းဘူးလို့အကြောင်းပြချက်ပေးခဲ့တာပေါ့ဒါပေမဲ့ကောင်လေးကသူမကိုတိုက်ရိုက်ပဲဖက်လိုက်ပြီးဒီညပြောစရာတစ်ခုခုလုပ်ကြမလားလို့မေးလိုက်တယ်သူတို့နှစ်ယောက်နန်းတော့မဲ့အချိန်မှာပဲမင်းကလေးကနေဦးဆိုပြီးတားလိုက်ပါတယ်သူမမျက်နှာမှာနာကျင်နေတဲ့ပုံစံလေးပေါ်နေတာပေါ့သူမကဒီညဧည့်သည်နားနေခန်းမှာပဲသွားအိတ်ဖို့ကောင်လေးကိုပြောလိုက်တယ်ကောင်လေးကပထမတော့တော်တော်လေးစိတ်တူသွားပေမဲ့မင်းကလေးကဘိုက်ကိုဖိပြီးတက်တောင့်တက်တာမရှိဖြစ်နေတာကိုမြင်တော့မှစိတ်လျှော့လိုက်ပါတယ်စောစောနားလိုက်တော့လို့မှပြီးသူထွက်သွားတဲ့အခါမှာမင်းကလေးကပျော်ရွှင်စွာနဲ့ပြုံးချန်ခဲ့ပါတယ်နောက်နေ့မနက်မှာတော့မင်းကလေးအပြင်ထွက်လာတဲ့အခါအိမ်ပေါ်ကစောင့်နေတာကိုတွေ့လို့ဘာလို့လဲလို့မေးလိုက်ပါတယ်အိမ်ပေါ်ကတခင်မလေးဒါကတခင်လေးကတခင်မလေးအတွက်ပြင်ခိုင်းထားတဲ့ချင်းတကြားညူကြီးပါလို့ပြောပါတယ်မင်းကလေးလည်းပျော်ပျော်ရွှင်ရွှင်နဲ့တောက်လိုက်ပြီးကောင်လေးကတကယ်ကိုကျင်နာတတ်သူပဲလို့တွေးနေမိတာပေါ့ပြီးတော့နေ့လယ်စာအတွက်ကောင်လေးအကြိုက်ဆုံးဟင်းနေရာတွေကိုပြင်ခိုင်းလိုက်ပါတယ်ခဏကြာမှာတော့မင်းကလေးဟာနေ့လယ်စာဘူးလေးကိုကင်ပြီးကောင်လေးရဲ့ကုမ္ပဏီကိုရောက်လာပါတယ်အဲကျိုကောင်မလေးကိုဒါက CEO ရဲ့ရုံးခန်းလားလို့မေးတဲ့အခါအဲကျိုကပါဆယ်တွေကိုဒီမှာပဲထားခဲ့ပြီးပြန်တော့လို့ပြောလိုက်ပါတယ်မင်းကလေးကသူမဟာအစားတောက်ပို့ပေးသူမဟုတ်ပဲခင်မုန်းဖြစ်သူအတွက်နေ့လယ်စာလာပို့တာလို့ရှင်းပြပေးမယ်အဲကျိုကလက်မခံပဲခမရယောက်ျားကိုအောက်ဆင်းလာခိုင်းလိုက်လေလို့ခနဲ့ပါတယ်ဒါနဲ့မင်းကလေးလည်းကောင်လေးစီဖုန်းဆက်ပြီးမောင်ကျမမောင်စားဖို့နေ့လယ်စာလာပို့တာလို့ပြောလိုက်ပါတယ်အဲကျိုကမင်းယောက်ျားကဘယ်ဌာနကလဲလို့ထပ်မေးတဲ့အခါကျမယောက်ျားကဒီက CEO လေးလို့ဖြေလိုက်ပါတယ်အဲကျိုကသူမကိုလူလိမ်လို့ထင်ပြီးရေမောနေတော့မှပဲ CEO ကောင်လေးကရှောက်လာပါတော့တယ်သူတို့နှစ်ယောက်ရင်းရင်းနှီးနှီးရှိလာတာကိုမြင်လိုက်ရတဲ့အခါအဲကျိုကောင်မလေးတုံ့လောက်သွားပါတယ် CEO ကနောက်တစ်ခါသူ့ကိုမမတ်မိရင်အလုပ်ပြန်လာစရာမလိုတော့ဘူးလို့ပြက်ပြက်တတပြောပြီးသူတို့နှစ်ယောက်ထွက်သွားကြပါတော့တယ် CEO ကောင်လေးကမင်းကလေးနဲ့စကားပြောနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုရောက်လာပြီးအစည်းအဝေးပွဲအစင်းသစ်ဖြစ်ပြီးဖြစ်ကြောင်းနဲ့လူတိုင်းကသူ့ကိုစောင့်နေကြပြီးဖြစ်ကြောင်းလာပြောတယ်ကောင်လေးထွက်သွားပြီးတဲ့နောက်မင်းကလေးက CEO တယောက်ရဲ့ခံစားချက်မျိုးကိုသိချင်တာနဲ့စပွဲမှာဝင်ထိုင်ကြည့်ပြီးဟိုဟိုဒီရှောက်ကင်ကြည့်နေခဲ့တယ်အဲ့ဒီနောက်ဖိုင်တွဲတစ်ခုကိုကောက်ကင်လိုက်မိတဲ့အခါထဲထဲကအကြောင်းအရာတွေကိုမြင်ပြီးသူအံ့အားသင့်သွားရတယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုကလက်ဖက်ရည်လာချပေးတာမို့ကောင်လေးကဘာလို့သူ့ရဲ့အိမ်ရှင်ဖြစ်နေရတာလဲဆိုတာကိုမင်းကလေးကမေးမြန်းခဲ့တဲ့အတွင်းရေးမှုကတော့ CEO ကမတန်ကိုကူညီခြင်းယုံတက်ပါလို့ပြန်ဖြေခဲ့တယ်နောက်ထပ်သိစရာရှိသေးလားလို့မင်းကလေးကထပ်မေးတဲ့အခါမှာတော့သူ့ရဲ့စတူဒီယိုကအော်ရာကြီးစားတွေအားလုံးကို CEO ကပဲစီစဉ်ပေးခဲ့တာလို့သိလိုက်ရတဲ့အမှန်တရားကိုသိလိုက်ရပြီးတဲ့နောက်မှာတော့မင်းကလေးကကြဲကြဲလောင်လောင်ရေမော်ရင်းကောင်လေးကိုအရင်ကထပ်ပို့ပြီးတော့အလိုလိုက်ရမယ်လို့တွေးလိုက်မိတယ်ကောင်လေးစီဝေးလုံးနေတော့မှပဲသူကဖုန်းထုတ်ပြီးစာပို့လိုက်တယ်မင်းကလေးစီကစာကိုမြင်လိုက်ရတဲ့အခါကောင်လေးအရန်အံ့ဩသွားပြီးအစည်းအဝေးကိုချက်ချင်းရနာကအပြေးလောထွက်လာခဲ့တယ်သူမင်းကလေးစီရောက်လာတဲ့အခါမင်းကလေးကမတ်တက်ရက်ပြီးသူ့ကိုချက်ချင်းပဲဖက်လိုက်တယ်ဘာလို့ဒီလောက်တောင်လောနေရတာလဲလို့ကောင်လေးကမေးတဲ့အခါမင်းကလေးကရှင်းကိုလွမ်းနေလို့လေလို့ပြန်ဖြေခဲ့တယ်ကောင်လေးကရှက်ကိုရှက်ကန်းနဲ့ဒီမှာလေလို့ပြောလိုက်တယ်မင်းကလေးကလည်းဒီမှာဘာလို့ရမှာလဲဆိုပြီးဇဝေဇဝါနဲ့ပြန်မေးတာပေါ့အဲ့ဒီခါမှာတော့ကောင်လေးကဖုန်းကိုချက်ချင်းထုတ်ပြပြီးမင်းပဲကလေးယူချင်တယ်ဆိုလို့ပြောလိုက်တယ်မင်းကလေးကတော့သူစားလိုက်တာမှားသွားတာပါလို့ညင်းခဲ့တယ်ဖက်ချင်တယ်လို့ရိုက်ချင်တာကိုမှားသွားတာပါဒါပေမဲ့ကောင်လေးကရပါတယ်အတူတူပါပဲမင်းကငါရဲ့တရားဝင်စနီးပဲလေငါတို့ကလေးယူတာပုံမှန်ပါပဲလို့ဆိုတယ်မင်းကလေးကလည်းစိတ်ထဲကနေသူ့ရဲ့မျိုးရိုးဗီဇနဲ့ဆိုငါအတွက်မရှုံးပါဘူးသူကမော်ဒယ်ရီထက်တောင်အများကြီးတာပါသေးတယ်လို့တွေးနေမိတယ်ဒါပေမဲ့ကောင်လေးကသူ့ရဲ့အတွေးတွေကိုကြားနိုင်မှန်းသူမသိခဲ့ဘူးအဲ့ဒီနောက်မှာတော့ကောင်လေးရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်မင်းကလေးကစိတ်ဆိုးသွားပြီးယောက်ျားတွေကတကယ်ကိုစိတ်ပြောင်းနေတာပဲလို့ပြောလိုက်တယ်ဒါနဲ့ကောင်လေးကမိကုန်း၃ခုကိုဖြေရဲလားမင်းသားအကုန်မှန်အောင်ဖြေနိုင်ရင်ကလေးယူဖို့ကိစ္စကိုအချိန်စရင်းနဲ့ထည့်ပေးမယ်အကယ်၍မှားခဲ့ရင်တော့ဒီအကြောင်းထပ်မပြောနဲ့တော့လို့ဆိုတယ်မင်းကလေးကပြုံးလိုက်ပြီးရှေ့ကလူကိုဘယ်သူမှနေလဲကျမကပကြီးနုပညာအကယ်ဒမီကထူးချွန်ကျောင်းသူတယောက်ပဲရှင်ကိုမကြောက်ပါဘူးလို့ပြန်ပြောလိုက်ပါတော့တယ်မင်းကလေးကသူ့ကိုကြိုက်တာမေးလို့ရတယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်ရှုံးတဲ့သူကလက်ဖက်ရည်တစ်ခွက်တောက်ရကြည့်ပေါ်ကောင်လေးကလည်းသဘောတူပြီးစမေးပါတယ်တိုင်ပွဲတစ်ခုမှာမင်းကဒုတိယနေရာကလူကိုကြောတက်သွားရင်မင်းကဘယ်နှစ်နေရာရောက်သွားမလဲလို့မေးတော့မင်းကလေးကယုံကြည်မှုအပြည့်နဲ့ပထမနေရာပေါ်လို့ဖြေပါတယ်ကောင်လေးကပြုံးပြီးမှားတယ်ဒုတိယလူကိုကြော်ရင်မင်းကဒုတိယပဲဖြစ်ရမှာပေါ့လို့ပြန်ပြင်ပေးလိုက်တော့မင်းကလေးကရှက်ရှက်နဲ့ဒါကသူ့နယ်ပယ်မဟုတ်လို့ပါလို့စင်ကြေပေးပြီးနောက်မေးခွန်းတစ်ခုထပ်မေးခိုင်းပါတယ်နောက်တော့လည်းမင်းကလေးကပဲထက်ရှုံးသွားပြန်ပါတယ်နောက်ဆုံးမှာတော့ကောင်လေးကပိုးလွှဲတာလေးမေးမယ်မင်းနဲ့ဘသူကတွေးတာပုံနည်းဆက်လဲအဖိုးလားအဖွားလားဒါမှမဟုတ်အဖေလားလို့မေးပါတယ်မင်းကလေးကအဖေလို့ဖြေလိုက်တော့မှကောင်လေးကကျဉ်းနဲ့သွားပြီးဟုတ်တယ်လို့ပြောပါတယ်အဲ့ဒီတော့မှမင်းကလေးကသူ့အလှည့်စားခံလိုက်ရမှန်းသိသွားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ရိုက်မယ်လို့အော်ပါတော့တယ်အဲ့ဒီနောက်မှာတော့ကောင်လေးကသူ့ညီစီသွားပါတယ်သူ့ညီကအမကနှင်ထုတ်လိုက်တာလားလို့လှောင်ပြီးမဲ့ကောင်လေးကတော့မင်းကလေးတယောက်ရဲ့နှလုံးသားကိုဘယ်လိုသိမ့်ပိုက်ရမလဲဆိုတာမင်းစီကအကြံဉာဏ်လာတောင်းတာလို့ပြောပါတယ်ညီဖြစ်သူကအခြေအနေကြည့်ပြီးလိုက်ရောညီထွေလို့ပေါ်လို့ပြောလိုက်တဲ့အခါကောင်လေးကဘာပြန်ပြောရမှန်းမသိဆုံးသွားပါတယ်တစ်ဖက်မှာလည်းမင်းကလေးကကောင်လေးမေးတဲ့မိကုန်းတွေအတွက်အဖြေရှာဖို့စာအုပ်ဖတ်နေပါတယ်ကောင်လေးပြန်လာတန်ကြားတာနဲ့ချက်ချင်းထပြီးမောင်ပြန်လာပြီးလားပြင်မနေပြီးလားအပန်းပြေအောင်နှိပ်ပေးရမလားလို့ချွဲနွယ်ပြီးမေးပါတယ်ဒါပေမဲ့ကောင်လေးကသူ့ကိုတိုးထုတ်ပြီးခက်ခွာခွာနေဖို့အချက်ပြပါတယ်မင်းကလေးကတို့တွေကလင်းမယားတွေပဲလေလို့ပြောပေမဲ့ကောင်လေးကလင်းမယားတာဆိုတဲ့မရင်းနှီးဘူးလို့တင်းတင်းမာမာပြန်ပြောပါတယ်အဲ့ဒီအချိန်မှာမင်းကလေးကစိတ်ထဲကနေငါလေလံပွဲကိုတွားခွင့်ရမှာမဟုတ်တော့ဘူးထင်တယ်လို့တွေးလိုက်မိပါတယ်ဒါပေမဲ့သူ့စိတ်ထဲကတွေးတာကိုကောင်လေးကကြားတော့ပုံရပြီးတို့တွေဘယ်တော့သွားကြမလဲလို့ချက်ချင်းမေးလိုက်ပါတယ်မင်းကလေးကြောင့်သွားတာကိုမြင်တော့မကြခင်မှာလေလံပွဲရှိတယ်လေဘယ်တော့သွားချင်လဲလို့ကောင်လေးကထပ်မေးပါတယ်မင်းကလေးကအယံဝမ်းသာသွားပြီးမောင်ကတို့ကိုခေါ်သွားမလို့လားလို့စိတ်လှုပ်ရှားစွာနဲ့ပြန်မေးပါတော့တယ်မင်းကလေးဟာကောင်လေးနောက်ကိုလိုက်ပြီးလေလံပွဲတစ်ခုစီရောက်လာခဲ့ပါတယ်ဒါပေမဲ့အဝေးကပကြီးကားတစ်ချက်ရဲ့ဆွဲဆောင်မှုနောက်ကိုပါသွားပြီးထိုပကြီးကားကိုပဲငေးကြည့်နေမိပါတယ်ခဏနေတော့ကောင်လေးကသူမနားကိုရောက်လာပြီးဒီပကြီးကားကလက်ရရောအတိတ်ပဲဖော်ဆောင်မှုရောတကယ်ကောင်းတာပဲဒါပေမဲ့ဈေးနှုန်း9000ဆိုတာကနဲလုံးတယ်လို့ချီးမွမ်းစကားဆိုပါတယ်မင်းကလေးကတကယ်လားလို့ပြန်မေးတဲ့အခါကောင်လေးကဟုတ်တယ်ဒီပကြီးကားကအနည်းဆုံး3သိန်းလောက်တန်ရမှာလို့ပြောပါတယ်အဲ့ဒီအခါမင်းကလေးကကျမဆွဲတဲ့ပကြီးကားကတကယ်ပဲအဲ့ဒီလောက်တန်မိုးရှိတာလားလို့မေးလိုက်တဲ့အတွက်ကောင်လေးအံ့ဩသွားပါတယ်မင်းကလေးကဒါဟာသူမငငယ်ကနေခဲ့တဲ့လက်ဖက်ဆက်ခင်ကြောင်းဆွဲထားတာဖြစ်ပြီးအခုတော့အဲ့ဒီနေရာဟာကစားကွင်းဖြစ်ပြောင်းလဲသွားပြီဖြစ်ကြောင်းပြောပြတဲ့အခါကောင်လေးဟာစိတ်မကောင်းဖြစ်ပြီးစိတ်လှုပ်ရှားသွားပါတယ်အဲ့ဒီချိန်မှာပဲအကြံစီရှိတဲ့မင်းကလေးတယောက်လေလံပွဲကိုရောက်လာပါတယ်သူမကကောင်လေးရဲ့အမေကိုဖဖျောင်းလုပ်ဖို့နဲ့အကြက်တဲဖြစ်နေတဲ့မိသားစုစီးပွားရေးကိုကတင်ဖို့အတွက်ဒီပကြီးကားကိုဝယ်ယူဖို့ရည်ရွယ်ထားတာပါလေလံပွဲစတဲ့အခါကောင်လေးကသူ့လက်ထောက်ကို9သိန်းပေးဖို့ခိုင်းပါတယ်ဟိုဘက်ကမင်းကလေးကလည်းမလျှော့ပဲ6သိန်းလိုက်ပါတယ်ကောင်လေးကချက်ချင်းပဲတန်းနဲ့သိန်းအထိတိုးမြင့်လိုက်တဲ့အခါအကြံစီရှိတဲ့မင်းကလေးဟာအန်ကျိတ်ပြီးတန်း9သိန်းအထိခေါ်လိုက်ပါတယ်ဒါကိုမြင်တဲ့အခါပကြီးရှင်မင်းကလေးကကောင်လေးကိုတားလိုက်ပြီးမောင်ကျမဒီပကြီးကားကိုမလို့ချင်တော့ဘူးကျမကိုယုံမမောင်ဖြစ်ချင်ရင်ကျမနေတိုင်းတစ်ချက်စီဆွဲပေးမယ်လို့ပြောပါတယ်ဒါကြောင့်ကောင်လေးကလေလံဆွဲတာကိုရက်လိုက်ပါတယ်လေလံပွဲပြီးဆုံးကြောင်းကြီးညာလိုက်တဲ့အခါဟိုဘက်ကမင်းကလေးဟာသူမရဲ့မိသားစုစီးပွားရေးပြန်ဆင်ပြေတော့မယ်ဆိုပြီးဝမ်းသာအားရကခုန်နေပါတော့တယ်ဒါပေမဲ့အရာအလုံးဟာပကြီးရှင်မင်းကလေးရဲ့ထိန်းချုပ်မှုအောက်မှာရှိနေမှန်းသူမမသိရှာပါဘူးမင်းကလေးကကောင်လေးကိုစောင့်ကြည့်နေလိုက်ပွဲကောင်းတော့မယ်လို့ပြောလိုက်ပါတော့တယ်